ဟုတ်ပြီနော်ဒိုးတွေရလေအခုပြမဲ့ပုံလေးရဘယ်လိုပုံလေးလဲဆိုတော့နော်အဓိကဒိုးတွေကြိုက်နှစ်သက်ရပတ်တန်တစ်ခုကိုဆွဲထားမယ်ဆွဲထားပြီးတော့အဓိကဒိုးကခါအထိပေါ့နော်ပြီးရင်အဲ့ဒီခါကနေပြီးတော့အပေါ်ကိုတစ်ချက်ကြည့်မယ်နော်10 cm အမှတ်လေးမှတ်ထားမယ်။ဘာအမှတ်လဲ10 cm နော်။ပြီးရင်ဒိုးတွေကကုတ်ပုံစံလေးဖြစ်တဲ့အတွက်ကျဲစည်းထက်စာကိုအရှိမ2 cm ဒီလိုလေးယူတာမယ်နော်။ဒါဆိုဘယ်လောက်လဲ2 cm ဟုတ်ပြီနော်။ကဲအဲ့ဒါဆိုရင်ဒိုးကဒီမှာကြည့်ဟောဒီ original level ကနေပြီးတော့ဒိုးကlevel page ဘယ်လောက်လဲ1 cm ဝင်မယ်။အဲ့ဒီအတိုင်းလေးလိုက်လုပ်ပြီးနော်1 cm ဝင်မယ်။ဝင်ပြီးတော့တစ်ချက်ကြည့်မယ်နော်။ဒိုးတွေလေဘင်းဒီထိတ်ကနေပြီးတော့ဒီဘက်ကိုဒီမှာကြည့်5 cm လောက်အမှတ်လေးမှတ်မယ်အဲ့ဒီအမှတ်ကနေပေတုံဒီလိုတက်တက်လေးထားမယ်ထားပြီးတော့3 cm ဒီနေရာနဲ့ဒီနေရာဘယ်လောက်လဲ3ဒီကနေဒီကို5အမှတ်နော်အဲ့ဒီအမှတ်ကနေပြီးတော့တို့ဒီမှာကြည့်10 cm ထိတဲ့နေရာအထိဒီလိုလေးဆွဲချလိုက်မယ်တွေ့လားဒီ10 cm ကိုဖြတ်ပြီးတော့ဒီလိုလေးဆွဲချလိုက်မယ်ဒါဆိုဒီနေရာလေးကိုတို့ဒီလိုလေးချက်လေး marking လေးမှတ်ထားပြီနော်မှတ်ထားပြီးပြီဆိုရင်တို့ကဘာလုပ်ရမလဲဆိုတော့နော်အပေါ်ကကြံတဲ့အပိုင်းလေးကိုဟောဒီ1 cm ဝင်ထားတဲ့နေရာနဲ့ဟောဒီဒီကနေဒီကို3 cm ပတ်ထားတဲ့နေရာလေးကိုတို့ကလေပင်ပုံစံပေါ့နော်ပေကွေးလေးနဲ့ဒီလိုဝိုင်းဝိုင်းလေးဆက်လိုက်မယ်နော်တွေ့လားပေကွေးလေးနဲ့ဝိုင်းဝိုင်းလေးဆက်လိုက်တယ်နော်ပထမဦးဆုံးအနေနဲ့အဲ့ဒါလေးကိုအရင်လုပ်ပေးရမယ်ဒိုးတွေကအဲ့ဒီမှာကြည့်ဒီလေပင်ကဒီကနေဒီအထိတို့ကလက်ဆက်ထားတဲ့အတွက်ဒီလေပင်နေရာကြီးကဘာလဲဆိုတော့လေဟိုဟသွားမှာပေါ့နော်အဲ့တော့ဟသွားမှာကိုမဟအောင်အတွက်တို့တွေကဓာတ်ကိုတစ်ချက်စားမယ်ဒီနေရာပေါ့နော်ဒီနေရာနဲ့ဒီနေရာတဝက်လောက်ကိုမှန်းပြီးတော့တို့တွေမြင်းချောင်းတစ်ခုဆွဲလိုက်မယ်နော် BP ထိတ်နဲ့ TV ဆွဲလိုက်မယ်အဲ့ဒီမှာစားရမယ်တန်ဖိုးက1 cmပြီးရင် PP နဲ့ပဲထိပြီးတော့ဒိုးတွေတခါတည်းဒီမှာဒီဘာဖြစ်လဲဒီနေရာကို1 cm စားလိုက်မယ်နော်ကဲအဲ့ဒါဆိုရင်ဒိုးတွေကတစ်ချက်ကြည့်မယ်ဒီစားတဲ့အပိုင်းဘာပိုင်းအကုန်ပြီးသွားပြီတစ်ဆက်သေးအနောက်လေဘင်းကိုလည်းတခါတည်းကြည့်လိုက်မယ်နော်အနောက်ချမ်းမှာလည်းတို့ကြည့်နော်ရှေ့ချမ်းမှာလေဘင်းဘေးကျယ်ကို1 cm ဝင်သလိုအနောက်ချမ်းမှာလည်းတို့တွေက1 cm ဝင်မယ်လေဘင်းနောက်ကျောက်ကိုလည်း1လောက်ချမယ်နော်ချပြီးတော့တို့တွေဒီနေရာလေးကိုဒီမှာကြည့်နော်2 cm လောက်တို့တွေတက်တက်ဆွဲမယ်ပြောရတယ်ဆွဲမယ်ပြောတာပြီးပေကွေးလေးနဲ့တို့ဒီလိုမျိုးလေးဆက်လိုက်မယ်တွေ့ရနော်ဟုတ်ပြီကဲအဲ့လိုမျိုးလေးဆက်လိုက်တယ်ဆက်ပြီးတာနဲ့တို့တွေကဒါဆိုရင်နောက်ချမ်းကဒုက္ခအထီလှုပ်ဆောင်ချက်ပြီးသွားပြီကဲအဲ့ဒါဆိုရင်နောက်ချမ်းရောရှေ့ချမ်းရောပတန်ယူတဲ့ပုံစံလေးကပြီးသွားပြီတို့တွေဒီဓာတ်တွေကိုစားထုတ်မှာပေါ့နော်ကဲအဲ့ဒါဆိုဘယ်လိုစားမလဲတစ်ချက်ကြည့်မယ်နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်တို့တွေကဓာတ်လေးကိုဘယ်လိုစားမလဲဆိုတော့ဒီဓာတ်တွေကိုတို့တွေကတခါတည်းပိတ်မှာပေါ့နော်ဒီဓာတ်တွေအားလုံးပိတ်မှာဖြစ်တဲ့အတွက်ဒီအောက်ကခါးဓာတ်ကိုတစ်ချက်ဖွင့်မယ်နော်ကဲအဲ့ဒါဆိုရင်ခါးဓာတ်ကိုတစ်ချက်ဖွင့်မယ်ဖွင့်ပြီးတော့ဒီကလေဘင်းဓာတ်နော်လေဘင်းဓာတ်ပခုံးဓာတ်တို့အကုန်ပိတ်လိုက်မယ်နော်အဲ့တော့အားလုံးကိုတေချာလေးပိတ်ပြီးပါပြီးရင်ဒီနေရာလေးကိုလည်းတို့တွေပိတ်လိုက်မှာပေါ့နော်ဒီလိုလေးကင်လို့လွယ်အောင်တစ်ချက်လှည့်လိုက်မယ်နော်ဟုတ်ပြီနော်တို့တွေကဓာတ်တွေအားလုံးကိုပိတ်ပြီးပြီကဲဓာတ်တွေအားလုံးပိတ်လိုက်တဲ့အချိန်မှာတို့တွေရဲ့ဘယ်လိုပြောမလဲရလက်ပေါ့နော်ဟောဒီရလက်လေးတွေကနည်းနည်းလေးကွဲပြားသွားတယ်အဲ့ဒီအတွက်ငါတို့တွေပြန်ချိန်မယ်နော်ဟောဒီငင်းကြောင်ဒီနေရာကင်မယ်ကင်ပြီးတော့တခါလေးပြန်ချိန်မယ်ချိန်ပြီးတခါလေးဒီမှာဆွဲလိုက်တယ်နော်ဒီမြင်းဖြစ်သွားပြီနော်ဟုတ်ပြီဒါဆိုရင်ထောက်ပိတ်ထားတဲ့ဒီနေရာထိတိတ်တိတ်ကတ်မယ်နော်ဘယ်လိုဆိုတော့လေပြင်းတစ်ဆက်သေးလေးလိုချင်လို့နော်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်တို့တွေကဒီမှာတို့လိုချင်တဲ့ပုံစံကိုပုံဖုံတယ်နော်ဒီနေရာနေပြီးတော့တို့လိုချင်တဲ့ဒါကတော့ဟိုကုတ်လေးရဆက်စီပုံစံလေးပေါ့နော်ကဲတို့တွေကဒီကနေဒီကိုအထိတစ်ခါခဏဆွဲလိုက်မယ်နော်အဲ့လိုကြီးဆွဲလိုက်မယ်ကိုလိုချင်တဲ့ပုံစံအထိသွားနော်ဒါကတော့ကိုယ့်ကိုထွင်
ထောက်ပိတ်ထားတဲ့ဒီနေရာအထိတိတ်တိတ်ကပ်မယ်နော်အဲ့လိုဆိုလေပြင်းတစ်ဆက်သေးလေးလိုချင်လို့နော်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်တို့တွေကဒီမှာတို့လိုချင်တဲ့ပုံစံကိုပုံဖော်မယ်နော်ဒီနေရာနေပြီးတော့တို့လိုချင်တဲ့ဒါကတော့ဟိုကုတ်လေးရဆက်စီပုံစံလေးပေါ့နော်ကဲတို့တွေကဒီကနေဒီကိုအထိတစ်ခါခဏဆွဲလိုက်မယ်နော်အဲ့လိုကြီးဆွဲလိုက်မယ်ကိုလိုချင်တဲ့ပုံစံအထိသွားနော်ဒါကတော့ကော့ကိုထွင်ရပါပြီးရင်သူ့ကိုဒီနေရာလေးပေကွေးလေးနဲ့တွေ့လားတို့ဒီလိုလေးဆက်လိုက်တယ်နော်ပြောချင်တဲ့ပုံစံဟာတို့လိုချင်တဲ့ကော်လန်ဒီခုပုံမှာပြထားတဲ့အတိုင်းဆိုဒီပုံစံလေးဒီနေရာကိုဘာဖြစ်လဲပေကွေးလေးနဲ့ဆက်လိုက်တယ်ဆက်ပြီးတော့တို့ကဒီနေရာကိုဒီမှာကြည့်ဒါလေးနဲ့ပြန်ပြီးတော့ပုံဖော်လိုက်တယ်နော်တေချာလေးအဲ့ဒါလေးကိုတေချာလေးလုပ်ပြီးနော်ကဲဟုတ်ပြီတွေ့လားဒါတို့လိုချင်တဲ့ဒီကော်လန်ပုံစံလေးကိုတို့ကပုံဖော်လိုက်တယ်ပုံဖော်ပြီးရင်ဒီကော်လန်ကိုဘယ်လိုမိတ်တူကူမဲဆိုတာเนาะနောက်တစ်ဖိုင်မှာစကြည့်မယ်เนาะ